ဒီဟင်းချက်နီလေးရတော့လေတရသီးတက်နက်အရသာလိုပဲကိုအချိန်ကြာကြာနှက်ထားစရာမလိုပဲနဲ့ချက်ချင်းကြော်ပြီးတော့စားလို့ရတဲ့ဟင်းချက်နီလေးတစ်မျိုးပါဒါတော့လေကြီးလိမေကသူထွင်ထားတဲ့နီလို့ပြောပါတယ်ကြီးလိမေကလေတရသီးအစိုးအချောက်ကောနော်တရသီးတက်နက်တွေလှုပ်စားလေးရှိပါတယ်ဒါပေမဲ့လေတရသီးတက်နက်လှုပ်တဲ့အခါမှာသူကအချိန်ပေးရတာဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းစားလို့မရတဲ့အတွက်ကြောင့်ဒီနီကိုသူတီထွင်ပြီးချက်ထားတာလို့ပြောပါတယ်အရင်ဦးဆုံးကတော့ဂျင်းနဲ့ကြက်သွန်ဖြူလေးကိုစီတက်တယ်ပေါ့နော်လိုတာကတော့ဇီယာရဲ့မုံညင်းစီလေးရဲ့လိုပါတယ်ဒါလေးကတော့မှုေးအောင်ပေါ့နော်ဒါတရသီးတက်နက်အနံ့လေးထွက်အောင်လဲဒီဟာတွေကမဖြစ်မနေထည့်ပေးရပါတယ်ဒါလေးကိုစီမှာခဏလောက်မှုေးပြီးတော့ကြော်ပြီးမှုေးလာပြီဆိုတော့မှတရသီးစိမ့်ကိုအခွန်မခွာပဲနဲ့လေအတုံးလေးတွေတုံးထားတာကိုထည့်ပါတယ်ဒီတရသီးစိမ့်ကိုတော့လေအရသာနယ်ပြီးသားပေါ့နော်စားတို့ဓာရှိတို့နဲ့နေထားပါတယ်တခြားနဲ့လည်းထည့်နေထားပါတယ်တရသီးတွေကရေလေးတွေထွက်လာတဲ့အတွက်ကြောင့်တရသီးလေးနူးပြီးတော့စီပြန်လာသည့်အထိကိုချက်ပေးရပါတယ်တရသီးလေးလည်းနူးပြီးစီလည်းပြန်လာပြီဆိုရင်တော့နောက်ဆုံးအနေနဲ့မဆလာလေးအုပ်ပြရပါတယ်ဒီတရသီးတနက်ချက်ကလေပဲဟင်းပြပြလေးချက်ပြီးတော့လေတွဲစားရင်ရမ်းလိုက်ပါတယ်ဒီတရသီးတနက်ချက်လုပ်တဲ့နေရာလွယ်တယ်အချိန်လည်းအများကြီးမပေးရတဲ့အတွက်ကြောင့်လိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ရှင်